ကြံဆိုတာဟာမြမယူရာနှစ်သက်ကူခါသမျှဖြစ်ပြီးအေးမြတဲ့အကြာကြီးနဲ့နှစ်ဟောင်းကအညစ်အကြေးတွေကိုစီးကြောတန့်စင်ပြီးတော့နှစ်သက်ခါသမျှမှာစိတ်သက်လူသစ်နဲ့ပြန်လေနိုးထကြတဲ့အချိန်ခါဖြစ်ပါတယ်။လွေပူရှိန်အောက်မှာတကြံရီကြောင့်အေးမြရတယ်လို့ပဲကျွန်တော်တို့ A Insurance ကလည်းဒီလိုလမ်းဆက်နဲ့နှစ်သက်ချိန်ကမှာလူကြီးမင်းတို့ကိုအကာအကွယ်ပေးအပ်ပြီးလုံခြုံစေချင်ပါတယ်။ဒါကြောင့်မို့လို့လက်ဆောင်တစ်ခုထပ်ပို့တယ်ကာကွယ်ခြင်းနဲ့ဂရုစိုက်ခြင်းဆိုတဲ့လက်ဆောင်မှုလေးဖန်တီးထားပါတယ်ခင်ဗျာ။အသစ်တစ်ဖန်ပြန်လည်စတင်မယ်ဆိုတဲ့စိတ်ကူးနဲ့နှစ်ဟောင်းကအညစ်အကြေးတွေကိုခြံရိပ်ခဲ့ရင်နှစ်သက်မှာစိတ်အေးလက်အေးနဲ့တက်တက်ကြွကြွဖြတ်တန်းကြပါစို့လားခင်ဗျာ။ကျန်တော့ရောက်ပြန်ပြီပေါ့အဲ့တော့မကြရင်ကြမယ်ကြမှာဆရာအနေနဲ့သူကြောင်းမြတ်တာတွေကလေးပြောချင်ပါတယ်ကဘာကြီးတစ်ခုလုံးလာမဲ့မြန်မာနှစ်တည်းမှာငြိမ်းချမ်းကြပါစေပေါ့အထူးပြောချင်တဲ့အချက်ကတော့ဒီမှာနိုင်ငံသားတွေအားလုံးရောအထူးသဖြင့်တော့ဒီအာမခံကုမ္ပဏီမှာအာမခံထားတဲ့ပုဂ္ဂိုလ်တွေကုမ္ပဏီတွေအားလုံးရောကိုယ်စိတ်နဲ့ပြချမ်းသာချမ်းသာကြပါစေပြီးကင်းကြပါစေရှောင်းကြကင်းကြပါစေယူရင်ဆန္ဒပြည့်ကြပါစေလို့ပြောချင်ပါတယ်။ကြောင့်လို့ protecting your every new beginning ဆိုတာကစတိုင်းကိုကာကွယ်ပေးတယ်ပေါ့နော်။အစကိုကာကွယ်ပြီးလို့ပဲအလေကိုလည်းပဲအကာကွယ်ပေးတယ်။အဆုံးကိုလည်းပဲဆုံးသွားတဲ့အချိန်ထိအကာကွယ်ပေးသွားမယ်ဆိုတဲ့သဘောပါပဲ။နော်တူတူလေးနဲ့လှလှပပလေးတီကုန်းထားပြီးတော့မှအင်မတန်အဓိပ္ပာယ်ရှိတယ်လို့ဆရာအနေနဲ့ခံယူပါတယ်။အဲ့တော့ဒီအာမခံကုမ္ပဏီရောအာမခံကုမ္ပဏီမှာပါဝင်ထမ်းဆောင်နေကြတဲ့တားတွေသမီးတွေအားလုံးပေါ့နော်အားလုံးလည်းပဲခုနဆရာတောင်းတဲ့စုတွေနဲ့ပြည့်ကြပါသည်ဒါမဲ့တကြံမှာပျော်ပျော်ရွှင်ရွှင်နဲ့ပေါ့ပေါ့ပါပါနဲ့ရှင်ဝဲနိုင်ကြပါသည်လို့ဆန္ဒပြုလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ချစ်ချင်းမြတ်တာတွေပြည့်နှက်နေတဲ့အနှစ်တစ်ကိုပိုင်ဆိုင်နိုင်ပါစေအတာတကူလာထူးတဲ့နှစ်သက်ချိန်ခါတာမညမှာကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါစေရှင်နှစ်သက်မှာအကာအကွယ်တဲ့လမ်းဆက်မှုတစ်တွေနဲ့ရှေ့ဆက်နိုင်ပါစေစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းတို့နဲ့ပြည့်စုံတဲ့မင်္ဂလာနှစ်သက်ဖြစ်ပါစေလမ်းဆန်းတက်ကြတဲ့နေ့ရက်တိုင်းမှာအောင်မြင်မှုတွေရရှိပိုင်ဆိုင်နိုင်ကြပါစေနှစ်သက်ကာလအခါသမယမှာလမ်းဆောင်ဝေးပြစိတ်သက်သာစေဖို့ရာ Insurance ကအမြဲတမ်းရှိနေမှာပါ